Miss Grand ဟာပါအိမ်မူတွေပါဟာပါကိုသာပြုလာမယ်အိမ်မူတွေအောင်ချင်းရိုးရာကြောင်လိုဆောင်ဖြစ်ပေါ်လာတော့ကိုတရုတ်ပေါ်တင်ဆက်တာပေါ်ပါပဲဖြစ်ပါတယ်ရှင်းတော့ပါမတူပီမြို့နယ်စေပီရွာမှာထိုကဲဆိုတဲ့အမျိုးသားတူရှိခဲ့ပါတယ်။ဒီနေ့တော့သူ့မျိုးသမီးကငါးစားချင်တယ်ဆိုလို့ချောင်းသွားပြီးငါးဖန်တဲ့အခါမှာထိုကဲဟာနှစ်သမီးနဲ့တွေ့ပြီးလိုက်သွားတာလက်ချက်ခဲ့ပါတော့တယ်။သုံးနှစ်ကြာပြီမှသူ့အိမ်နဲ့ရွာကိုလွမ်းလာလို့ပြန်ချင်တယ်လို့နှစ်သမီးကိုပြောတဲ့အခါနှစ်သမီးကသူတို့နှစ်ယောက်အကြောင်းကိုပြောဖို့ဆိုတဲ့အကြီးကိုတောင်းပြီးတော့မှပြန်ပွဲပြုခဲ့ပါတယ်။သူကရောပြန်ရောက်တဲ့အခါဘာသာတွေကဒီလိုနာစီခဲ့တာပါလေ။နောက်ဆုံးတော့သူကလည်းအကြီးချက်ပြီးသူတို့နှစ်ယောက်အကြောင်းကိုပြောပြလိုက်တဲ့အခါမှာအသက်ဆုံးရှုံးသွားခဲ့ပါတယ်ခင်ဗျာ။ဒီဝါသဘာညမှာတော့နှစ်သမီးကလာရောက်ကိုကျွေးခဲ့ပါတယ်။ဒုတိယညမှာနှစ်သမီးကပစ္စည်းတစ်ခုပေးချင်ခဲ့ပါတယ်။အဲဒီပစ္စည်းပေါ်ကအကွက်ကိုချင်းပြီးတော့ဒရတန်လေးကစောင်းပြန်ရက်လုပ်ခဲ့ပါတယ်။အဲဒီကနေ့ချင်းရိုးရာဆောင်လို့ဆောင်ဒီပေါ်လာလို့ချပြတဲ့အခါမှာချင်းရိုးရာစင်စားလာပေါ့များကိုစံစားနိုင်ဖို့အတွက်ဒီဇိုင်နာပြန်တဲ့ arrangement ဘိတ်သေးတော့မှပုံယူစွာဖြင့်တင်ဆက်ပြသလိုက်ရပါတယ်